ပင်းနိုင်ငံမှာဒီလိုလာတဲ့ရေတကောင်ရှိရင်လူများရှိမယ်နော်ဒါပေမဲ့ဖီဂျီမှာမရှိဘူးရေတကောင်နောက်တစ်ခုရှိသေးတယ်အဲ့ဒါနဲ့ကြွားကြည့်အောင်မယ်ဟိုအမတွေ့ပြီလမ်းဒုတိယရေတကောင်ဟိုဘက်မှာလည်းလမ်းမရှိဘူးအဲဆိုရင်ဒီမှာကူရမှာထင်တယ်ဒီမှာကူရမှာဒါပေမဲ့အမှလည်းလမ်းမတွေ့ဘူးအမှလည်းလမ်းမတွေ့ဘူးအလဲလောက်ရောက်ရင်ဟိုဘက်ကလာတယ်ဟိုဘက်ကဆက်သွားမှာဒါပေမဲ့ဟုတ်ကားလေအမှလမ်းရှိတယ်ထင်တယ်ဟုတ်လားအမှလမ်းထင်တယ်နော်ဟိုမိုက်တယ်ဒါနဲ့ဒီဘက်ဆက်သွားမှာအဲ့ဘက်မတော့ဒီဘက်တော့ကောင်းတယ်လေကန်ကောင်းပါစေလို့ပြောလေဟိုအလဲလာလေရေတော်ဆွဲတယ်ရေတော်ပြင်းတယ်ပြီးတော့ရေပါဝါမှဆိုလို့ပြေးတယ်သွားတာလူလူအဲ့ကြောင့်လူမရှိဘူးခင်ဗျမနေ့ကမိုးရွာတယ်လေဒီညတော့မိုးရွာတယ်တော့အခုလူမလာဘူးအဲနောက်မှလေအဲ့ဒါတော်တော်ခက်တယ်ရေတော်တော်ဆွဲတယ်ကဲဆက်သွားမယ်ဒီမှာလမ်းစုပ်ပြတ်တဲ့လမ်းအုံဒီကြားနိုင်တယ်ဖြုတ်ကြားနိုင်တယ်ကောင်းပုံမှာခဲတီးထားပြီးတော့သွားမယ်ရေးတဲ့ message မိုက်တယ်နော်နင်းကနီးမြဲကပါလေနှစ်တွေ့ပိုင်းတယ်တဲ့အဲ့တိတ်ပဲကြိုက်တယ်ပြောချင်တယ်ဆိုတော့ဒါတောရရင်တည်းဆန်ပိုင်းတယ်ပြောနော်လူကမပိုင်းဘူးဒါနဲ့ဟိုငှက်တွေ့ရဟိုတမပြည့်ရဟိုတစ်ပင်းနဲ့မကောက်ရဟိုဘာညာအဲ့ဒါတော်တော်ကောင်းတယ်ဘောလာအဲ့ရေကော number ရှယ်တယ်ဝါဒီအနာမထိုင်ရလေဘောလာသူတို့ဗါလေလမ်းရှောင်းလုပ်ပေးတာသူကတားနဲ့ခုတ်ပြီးတော့ဟိုလမ်းရှောင်းလုပ်ပေးတာဟိုမှာဓာတ်အရှိတယ် Can I see your knife? Yeah, you said it. Thank you. ဟုတ်လားဒီမှနဲ့လေသူကတစ်ပင်ဒီလိုခုတ်တာလေတစ်ပင်ခုတ်ပြီးတော့လူတိုင်းဒီမှာအစ်စေးလမ်းလျှောက်ရရဟုတ်လားဟိုမှာ300လည်းရှိရဟုတ်လားဘယ်နာစာ Thank you ဒီမှာဟိုတီးကြီးနိုင်ငံမှာလာလူတိုင်းဆိုလာစကားပြောချင်တယ်အရန်ကင်မောကောင်းတယ်ဒီမှာတန်းငယ်ချင်းအသက်ရောက်ရတယ် What's your name? Elia and your name is? Lewis kuna rugby we were talking about rugby weren't we in Fiji rugby is the most popular sport right so he plays rugby I used to play rugby and who's your favorite team in rugby New Zealand not Fiji wait your favorite team is New Zealand what about Fiji New Zealand Fiji and New Zealand okay I have 3 teams my teams are England Wales and Fiji. I'm not just saying that. When I was young, I always liked Fiji. Bula. Minaga, bula. Where are you going? You're going to jump from there. Okay. Debbie. Low ma chao, no? Low ma chao. How much chao don't see that machine to the theater, what? You're not scared? No? Good job. When you're older, are you going to play Fiji rugby? I'll try my best. You try your best? Yeah, do it, man. Yeah. And when you play for Fiji, I will come and watch you. Okay. Oh, muscles.